ရှောင်းကပလင်းကိုဖွင့်ပြီးအထက်ကပြင်းထန်တဲ့ဆေးရည်တွေကိုကောင်လေးရဲ့ရင်ဘတ်ပေါ်လောင်ချလိုက်တယ်။အဲ့ဒီနောက်လက်အိတ်စွပ်တန်ရှင်းရေးလုပ်ပြီးပလတ်စတစ်ပိုက်တစ်ခုကိုဓာတ်နဲ့လှီးလိုက်တာပေါ့။အဲ့ဒီပိုက်ကိုပလင်းနဲ့ထည့်တိတ်နဲ့တေးသေးချာချာပတ်ပြီးရိုးရှင်းတဲ့အသက်ရှူအထောက်အကူပြုကိရိယာလေးတစ်ခုလုပ်လိုက်တယ်။ပြီးတော့ကောင်လေးရဲ့နှလုံးသားကရင်ဘတ်ကိုခွဲစိတ်ပြီးပိုက်ကိုထည့်လိုက်တာဗျ။အဆုတ်ထဲကလေတွေထွက်လာတာနဲ့အမျှကောင်လေးဟာတဖြည်းဖြည်းအသက်ပြန်ရှူလာနိုင်ခဲ့တယ်။ဒါကိုမြင်တော့မိဘတွေကဝမ်းသာလုံးလို့ငိုကြတယ်လို့ဘေးကလူတွေကလည်းရှောင်းကိုလက်ခုပ်တီးပြီးချီးကျူးကြတာပေါ့။အဲ့ဒီနောက်ရှောင်းလဲဆေးရုံမှာအင်တာဗျူးရှိတာကြောင့်ကောင်လေးနဲ့အတူလူနာတင်ကားပေါ်လိုက်သွားခဲ့တယ်။လမ်းမှာသူဆက်ကိုကြည့်နေရင်ကောင်လေးရဲ့နှလုံးခုန်နှုန်းပြောင်းလဲသွားတာကိုသတိထားမိသွားတယ်။နှလုံးကိုစစ်ဆေးတင်တယ်လို့ဆရာဝန်ကိုပြောပေမဲ့အမျိုးသမီးဆရာဝန်ကတော့ကောင်လေးရဲ့အခြေအနေကိုကြည့်ပြီးနှလုံးကကောင်းပုံရတယ်လို့ပြောခဲ့တယ်။ပြီးတော့ရှောင်းမှာဆေးပညာပွဲမရှိတဲ့အတွက်အပြင်ထွက်ပေးဖို့ပြောလိုက်တာပေါ့။လုံခြုံရေးဝန်ထမ်းကလည်းသူ့ကိုတားပြီးအပြင်ကိုခေါ်ထုတ်သွားခဲ့တယ်။ရှောင်းကတော့သူ့ဘာသူတယောက်တည်းစကားတွေပြောနေလုံးပဲ။အဲ့ဒီအချိန်မှာပဲခွဲစိတ်ခန်းထဲကဝါရင်ဆရာဝန်ကြီးကရှောင်းလုပ်ပေးခဲ့တဲ့ကိရိယာလေးကိုမြင်ပြီးချီးကျူးနေတာဗျ။အမျိုးသမီးဆရာဝန်ကနှလုံးကိုစစ်ကြည့်တင်လားလို့မေးတော့လဲဆရာဝန်ကြီးကအခုလောလောဆယ်မလို့သေးဘူးလို့ပြန်ပြောခဲ့တယ်။ဒါပေမဲ့ခွဲစိတ်နေတော့မှကောင်လေးရဲ့နှလုံးခုန်နှုန်းကအနှဲငယ်မကန်ဖြစ်လာခဲ့တယ်။အဲ့ဒီတော့မှဆရာဝန်ကြီးကနှလုံးကိုစစ်ဖို့ဘသူကအရင်ကြံပေးတာလဲလို့မေးတော့တာပေါ့။အမျိုးသမီးဆရာဝန်ကရှောင်းအကြောင်းပြောပြလိုက်တဲ့အခါဆရာဝန်ကြီးကိုယ်တိုင်သူ့ကိုသွားခေါ်ခိုင်းလိုက်တယ်။ရှောင်းကတော့အမေးအမြန်းတွေကြားမှာစိတ်လှုပ်ရှားပြီးဘာမှပြန်မပြောနိုင်ဖြစ်နေတာဗျ။အမျိုးသမီးဆရာဝန်ကစိတ်အေးအေးထားဖို့ပြောပြတော့မှရှောင်းကစက်ပေါ်ကအပြောင်းလဲတွေရနှလုံးသားမှာအရည်ရစုနေပြီးခန္ဓာကိုယ်ကိုထိခိုက်နေတာလို့ထင်ကြောင်းပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲစစ်ဆေးချက်တွေရအားလုံးပုံမှန်ပဲဆိုတဲ့ဖုန်းဝင်လာတာပေါ့။ဒါကြောင့်ဆရာဝန်ကြီးကရှောင်းရဲ့အကြံပြုချက်ကိုလစ်လျူရှုပြီးထွက်သွားခဲ့တယ်။ဒါပေမဲ့အမျိုးသမီးဆရာဝန်ကတော့ရှောင်းကိုယုံကြည်တာကြောင့်ခွဲစိတ်ခန်းထဲကိုပြန်ခေါ်လာခဲ့တာဗျ။အဲ့ဒီမှာရှောင်းကစက်ကိုကြည့်လိုက်တာနဲ့ဘာမှနေလဲဆိုတာချက်ချင်းသိသွားခဲ့တယ်။မှန်စက်တဆကနှလုံးစီကိုရောက်နေတာဖြစ်နိုင်တယ်လို့သူပြောလိုက်တာပေါ့။အမျိုးသမီးဆရာဝန်ကဆရာဝန်ကြီးကိုပြန်ပြောပေမဲ့သူကမယုံခဲ့ပါဘူး။ဒါပေမဲ့လည်းဆက်ပြီးခွဲစိတ်ကြည့်လိုက်တဲ့အခါမှာတော့အားလုံးအံ့ဩသွားရအောင်နှလုံးထဲမှာမှန်စက်တဆကိုတကယ်ပဲတွေးလိုက်ရတာဗျ။ကောင်လေးရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပြီးလူတိုင်းကရှောင်းကိုဝိုင်းကြည့်နေကြတာပေါ့။ရှောင်းလည်းတက်ပြင်းချပြီးစိတ်အေးသွားရတယ်။အဲ့ဒီအချိန်မှာပဲဆေးရုံအာဏာပိုင်တွေကရှောင်းဟာအော်ဒဇင်ဝေဒနာရှင်တယောက်ဖြစ်နေတာကြောင့်အလုတ်ခန့်တဲ့မခန့်တဲ့ညှင်းခုန်နေကြတာဗျ။အဲ့ဒီအချိန်မှာပဲလက်ထောက်တယောက်ကရှောင်းရဲ့ဗီဒီယိုဟာအွန်လိုင်းမှာပြန့်နှံ့နေပြီးလူတွေကချီးကျူးနေကြကြောင်းပြောလိုက်တယ်။ဒါနဲ့ဆေးရုံအကြီးကရှောင်းကို6လအစမ်းခန့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးရှောင်းသာအဆင်မပြေခဲ့ရင်သူကိုယ်တိုင်ယာတုကနှုတ်ထွက်ပါမယ်လို့အာမခံလိုက်တာပေါ့။လူတိုင်းကရှောင်းကိုဘာလို့ဆရာဝန်ဖြစ်ချင်တာလဲလို့မေးကြတယ်။ရှောင်းကအစမှာတိတ်ဆိတ်နေပေမဲ့နောက်တော့သူ့ရဲ့အကြောင်းတွေကိုပြောပြခဲ့တာပေါ့။သူ့ဖေကသူ့ချစ်ရတဲ့ယုံလေးကိုတက်ပစ်ခဲ့တဲ့အကြောင်းသူ့အကိုနဲ့အတူအိမ်ကနေထွက်လာခဲ့ပုံနဲ့တရက်မှာတော့သူ့အကိုဟာသူ့ရှိတင်တည်ဆုံးသွားခဲ့တဲ့အကြောင်းတွေကိုပြောပြခဲ့တာဗျ။သူ့ရဲ့နာကျင်စရာအတိတ်တွေကိုကြားလိုက်ရတဲ့အခါမှာတော့သူကြုံတွေ့ခဲ့ရတဲ့နာကျင်မှုမျိုးကိုတခြားဘယ်သူမှမခံစားရအောင်ရှောင်းကဘာလို့ခွဲစိတ်ဆရာဝန်ဖြစ်ချင်တာလဲဆိုတာကိုလူတိုင်းနားလည်သွားကြပါတော့တယ်ဗျ။